ကဲ New Year အတွက်ပြင်ဆင်နေပါပြီဗျာ။ဘာလဲဆိုတော့ပင်လယ်စာလေးပါမယ်၊ပစွန်ပါမယ်၊ပြည်ကြီးငါမဆဲပြီးရင်ရတောင်ကုန်းပေါ့။ပြီးရင်အမဲသားလေးပါမယ်။ဝတ်သားစလိုက်ပေါ့နော်၊ပေါင်သားရယ်ပြီးတော့ဒါကုတ်သားပေါ့။နောက်တော့ဒါတော့ hot pot လုပ်ဖို့ပေါ့နော်။နောက်တစ်ခုကဒါတော့အသားချိတ်သားလေးပေါ့ကြက်သားချိတ်သားပေါ့နော်ဒါခဏလေးကျန်သူမှဒါဟိုလုံးမအောင်ကြက်သားလုံးကျော်လည်းလုပ်လို့ရတယ်ကြက်သားအလုံးလေးလုံးမှာပေါ့နော်အဲ့အတွက်ပါကဲဒါတော့ဝတ်သားစလိုက်လေးလုပ်နေပါဗျာလာစားကြပါအောင်နော်မာလာနဲ့နေမဲ့အမဲသားပေါ့ဒီဘက်ကလေးကြပါလေးဒီဘက်ကလေးတွေကဒါအချိုအောက်က3ပြားအချိုဒါလုံးဝပလိရံဒါကြတော့ကိုရီးယားဆော့နေအလဲ2ပြား2ပြားကိုရီးယားဆော့နေဖြူထားတာနမ်းမပါအစုံမအရသာဆုံးအရသာဆုံး3မျိုးစားရတာပေါ့ကဲဒါဝတ်သားနော်2မျိုးဒါကဝတ်သားအပေါ်ကကိုရီးယားဆော့နေဒါကိုရီးယားဆော့နေဒါနန်းစီနဲ့ရိုးရိုးနေတာနန်းစီနဲ့မရောက်ကောင်းနန်းလေးဒီပါပါတယ်ဒီအားကြတော့မာလာဒါလည်းဝတ်သားပြပဲဟာဝတ်ပေါင်သားပေါ့ဝါခုတ်သားဒါကြတော့မာလာရဲ့ဒါကကိုရီးယားဆော့ဒါတွေကအသားလွှာလေးတွေကမာလာနဲ့တည်းဒါမာလာနဲ့ဒါလည်းဝတ်သားလေးပဲချက်ချောက်လေးလည်းပါတယ်ဒါတော့ချက်ပြုတ်ရည်လုပ်ဖို့အတွက်ပေါ့နော်ဟောပေါ်အတွက်ပေါ့ဒါနောက်ခုဒါတော့ချက်သားနေထားပါတော့ကဲဒါကြတော့မူလေးပေါ့နော်ချက်မူလုံးလုပ်ဖို့ပါအစားတော့ဝက်မူလုံးလုပ်မလို့ပါပဲဝက်မူလုံးလုပ်ဖို့ဝက်သားကจิตသားမရတော့ဒါချက်သားจิตသားပဲရတဲ့အတွက်ချက်သားနဲ့ပဲချက်မူလုံးလုပ်မှာပေါ့နော်မကောင်းလားgluten free တယ်ဗျာနော်ဒီကတော်တော်များများဒါကြတော့နန်းစီလေးမွေးတာပေါ့နော်ချက်မလုံးလုံးနေပါပြီတော့ဒါချက်သားနဲ့ရှိတာကဲမူနေတာအဓိကရောနေထားအောင်နော်ကျန်တဲ့ဆောင်းလာလေးနဲ့ဒါစံကတိပါကဲခဏလေးစပါတော့မယ်ဗျာငရုတ်ပွားပါမယ် baby spinach ပါမယ်ရေမုန်ညင်းပါမယ်မိုးပါမယ် broccoli လေးပါမယ်ပေါ့နော်နောက်စလိုက်ရွက်ကတော့ဒါအကင်းနဲ့တွဲစားဖို့ပေါ့ပြီးတော့ရှီတာကင်းမူပြီးတော့ပဲလေကျနရမူဒါတော့မာလာနှစ်ပေါ့နော်အချိုတဲစရာအနေနဲ့ဆိုတော့စံကစ်နဲ့နတ်သေးပေါ့ပြောတာဝတ်သားလေးနေထားတဲ့အားလေးပေါ့နော်အရင်သိကင်းစားအောင်ပဲဒါလည်းဝတ်သားပဲဒါတော့ဒါချက်သားနဲ့မူနဲ့တွဲပြီးတော့မှနေထားပြီးအလုံးလေးလောက်ထားတဲ့ချက်မူလုံးပေါ့မေပလေစားတော့ဒါပြည်ကြီးငါရတောင်ကုန်းပြီးတော့ဒါတော့ရောက်သွားလေးပေါ့နော်ပြီးတော့ဒါတော့ချက်သားနေထားလေးတွေပါနောက်တစ်ခုကတော့ဒါတော့မဲသားဒါတော့ပစွန်ပေါ့နော်ဒီအရာလေးကကျတော့ငရုတ်ချင်တာတော့ဟော့ပေါ့နဲ့စားမှာပေါ့နော်ဒီကောင်ကကျတော့ဒါမကြီးချင်ပေါ့မကြီးသည့်အနှစ်တင်နေတာလောက်ထားတဲ့မကြီးချင်ပေါ့သူကတော့ဒါအကင်နဲ့စားမယ်ပေါ့ဒါတော့ဝိုင်ချိုနဲ့ဒါပြီးရခတ်တက်လေးပေါ့နော်ဒါလေးရတော့ဆိုတော့ဒါလေးပဲခဏနေကြမှာပဲခဏရေးဆိုတော့စားပြီပေါ့နော်
share ပဲเนาะဒီလိုပဲရှာချင်ပြီးတော့မှတော့ပျော်အောင်နေရတာเนาะရဲမိုက်နေပြီ